ယောက်ျားဆိုတာသူတို့စိတ်ပျော်ရာအရက်မှာတာယာနေကြပြီးမိန်းမဆိုတာမျိုးကတင့်ရောအရက်မှာနေကြတယ်တဲ့ယောက်ျားဆိုတာဆန္ဒကိုရှေ့တန်းတင်တတ်ကြပြီးမိန်းမဆိုတာဘဝကိုရှေ့တန်းတင်တယ်ယောက်ျားဆိုတာဂရိတလုံးကိုလွယ်ပေးတတ်ပြီးတော့မတိတတ်ကြပြီးမိန်းမဆိုတာရထားတဲ့ဂရိတလုံးကိုအချိန်တိုင်းတန်ဖိုးထားမျှော်လင့်နေတတ်တယ်တဲ့အများစုပြောတာနော်ယောက်ျားတွေကချစ်တယ်လို့စပြောပြီးအပြောခံရတဲ့မိန်းမတွေကပဲတသက်လုံးဆက်ချစ်နေရတာများတယ်ယောက်ျားဆိုတာကလေအတူနေလာတာကြားလာရင်ရိုးဤသွားတတ်ပြီးမိန်းမတွေကတော့အတူနေတာကြားလေတန်ရောစင်ပူလေတဲ့မိန်းမတယောက်ကအပြစ်တစ်ခုခုလုပ်မိရင်ယောက်ျားဆိုတာထက်ခါတလဲထက်ခါအပြစ်မြင်တတ်ကြပြီးမိန်းမဆိုတာကတော့လေကောင်းခဲ့တဲ့အကြောင်းအရာလေးကိုပဲပြန်မြင်ပြီးဖွင့်လွှတ်နေကြတယ်တဲ့ယောက်ျားတွေရဲ့အချစ်ကခန္ဓာကိုယ်နဲ့ယဉ်ပြီးတာယာမှုနဲ့ချစ်တယ်မိန်းမတွေရဲ့အချစ်ကခန္ဓာကိုယ်မပါလဲစိတ်ခံစားချက်နဲ့ယဉ်ပြီးနှလုံးသားနဲ့ချစ်တယ်